Hello နေမှာအချီလေးကိုစိတ်ပြေလက်ပြပေါ့နော် shopping ထွက်ပြီးတော့သူလိုချင်တဲ့ဟာလေးတွေတော့ဝယ်ပေးဖြစ်ပါတယ်ဟိုမှာသမီးတော်လေးကြိုက်လားကြိုက်တယ်ဒီမှာမမအချီက make up ဆိုရမ်းကြိုက်တော့လေဒီမှာဒီ make up ဒါဘယ်လောက်ပေးရလဲဆိုတော့73.99ဆိုတော့14ချက်ပေါ့နော်တနာပါချောင်းဆိုးမပြောက်သေးဘူးအဲ့ဒါ तू အိမ်မှာနေပြင်းတော့လေအဲ့ဒါမမအချီလေးကိုဈေးဝယ်ထွက်တာပေါ့နော်လိုအပ်တဲ့အင်ကြီးလေးတွေရယ်သူလိုချင်တဲ့ဟာလေးကိုတော့ဝယ်ပေးပါတယ်ပြီးတော့ဒီမှာဆောင်းနှွှဲရောက်ပြီဆိုတော့ခြေစွပ်အစ်စ်ကလေးတွေဝယ်ပေးတာပေါ့နော်ခြေစွပ်ကလည်းမနှစ်ကဟာတွေသေးကုန်ပြီဆိုတော့မိတာဖောက်ပေးရမှာလား Yeah ဖောက်ပြီ Okay ဘောရကြီးရတယ်အာမမမအချီပိန်သွားတယ်တွေ့လား ပြီးတော့ ဟောချောင်းဆိုမတက်တာသေးဘူးဒီကဆေးတွေကနည်းနည်းတော့ကြာတယ်တဲ့ဒီမှာပါသူကကောင်းတယ်ဟိုလိုခရင်နေအစ်စ်မဟုတ်တော့လေမမီဆောရအဆမီဆောချစ်တော့ဘာတွေဝယ်ခဲ့လဲဆိုတာပြလို့နော်ဒါကအချီပေပေါင်းဒီမှာဖနက်ကလေးဖနက်လေးအရန်လှတယ်ချစ်စရာလေးဒါလေးဒီဖနက်လေးကဘယ်လောက်လဲဆိုတော့22ကျပ်တသမ99ဆိုတော့23ကျပ်ပေါ့နော်ဒီနှစ်ဆောင်အတွက်မဖနက်အစ်စ်ကလေးကတရန်ဒါကအချီဖေပေါင်းကြီးဒီမှာညာလေးချစ်စရာလေးလှမလှဒီမှာဝတ်ဆက်ကလေးမာရှယ်ကဟာလေးလှတယ်အရန်ဒီမှာဒီဝတ်ဆက်လေးဘာဖြစ်လဲဘာကြီးမိမိတို့ကလေးဝတ်ဒါနှကန်းနီရော့နှကန်းနီအိုးသမီးဒီမှာဖိုက်တယ်ကပင့်ကလာလေးရော့ဒီဝတ်ဆက်လေးလည်းချစ်စရာလေးဒါလေးဆိုရင်8.99ပဲကြာတယ်6ချက်ပေါ့နော်ဒီကောင်လေးတစ်ထည့်ဝယ်ခဲ့တယ်မာရှယ်ကပါပြီးတော့အချီအဲ့လိုဘောင်းမိတယ်အညီဝမ်ဆက်လေးဆိုရင် तू အဲ့လိုပေါ့ပပါလေးဆို तू ကကြိုက်တော့လေဒီအထည်လေးလည်းမစိုးဒါလေးလည်းတစ်စုံဒါကကြတော့12.99ဆိုတော့73ချက်ဒီဟာလေးကတစ်စုံမမအချီတော့ကဲဒီမှာလည်းနောက်တစ်စုံဒါလေးလည်းချစ်စရာလေးဒါလေးလည်းတစ်စုံဒါလေးက10.99ပါတမီမျက်လုံးဆိုတာဒီကောင်လေးကတစ်စုံအားလုံး3စုံအားလုံး4စုံကဲဒါလေးကညအိတ်ဝတ်ရင်ပေါ့ပါဝတ်လို့ရအောင်ဒါလေးကညအိတ်ဝတ်စုံလေးပါဒါလေးက8.99ဆိုတော့6ချက်ပေါ့နော်မမအချီတော့ခြေစုပ်ပါသေးရဲ့နော်ရင်မွေဒါလေးကခြေစုပ်ကလေးပါမာကတ်တစ်စိတ်အချီတော့လိုတာလေးတွေဝယ်ပေးတာပေါ့နော်မမအချီတို့သဘောလေးကြာသွားတယ်မသူတို့အင်ဂျီရဲ့အင်ဂျီကလေးတယ်ရင်မွေမမအချီတို့လည်းမဒေါက်တာစော့မဲဟာကတစ်ခုမိတ်ကပ်ကတစ်ခုဖနက်လေးတွေနဲ့ခြေစွပ်လေးတွေနဲ့ဆောင်းတွင်းမမီဖနက်မကြမ်းသမီးမိဖနက်ဟိုကပါတယ်အလေးဟိုကပါမီလေးလည်းပါကြချစ်စရာလေးနော်မနှခမ်းနီအဲ့လိုတော့မိတ်ကပ်ပစ္စည်းဘိုင်